ကျွန်တော်စီမှာတင်တန်းတက်ဖို့တဲ့ကလေးအားလုံးကိုကျွန်တော် Photoshop ဒီပညာတွေသင်ပေးပါတယ်အခြေခံတွေပေါ့နော် tablet ဝယ်ကြအောင်လို့နော်ဖုန်းတစ်လုံးရှိရုံနဲ့ Photoshop ဒီပညာအခြေခံလုပ်လို့တတ်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါလို့ဆိုရင်ကျွန်တော်တို့ကြောကုန်းပြည့်တွေသူတို့သင်ပေးတာပေါ့နော်ဒီကလေးတွေကိုနော်ကြောကုန်းပြည့်ပြင်ပြည့်လို့နော်ဟုတ်ကဲ့ပါအခုဆိုရင်သူတို့ဖုန်းတစ်လုံးနဲ့ Photoshop ဒီပညာတွေနော်အခြေခံတွေတော့နားလည်တော့ကျွန်တော်ရှင်းပြထားတယ်ပေါ့နော် Photoshop နည်းပညာဆိုတာနေ့တိုင်းလေးကြည့်နေမှရတဲ့အလုပ်တွေဖြစ်ပါတယ်နော်ဒါဆိုရင်နော်ဒီ set တွေနဲ့ထောက်တက်ရအောင်နော်မင်္ဂလာ set တွေနဲ့ထောက်တက်ရအောင်ကျွန်တော်စာတွေ့ရောနော် Photoshop နည်းလမ်းတွေကဲအခုဒီကလေးတွေ Photoshop နည်းလမ်းလောက်ထားပါတယ်အခြေခံတွေပေါ့နော်ကဲဒီမှာဆိုရင်ဒီမှာ Photoshop နည်းလမ်းတွေလောက်ထားပါတယ်ပုံမှားတယ်ဒီစီကဟုတ်တယ်ဟောနော်ဒီမှာ Photoshop နည်းလမ်းတွေအခြေခံတွေပေါ့နော်ဒီကချက်ပြပါလေဒီမှာတို့လောက်ထားတဲ့ဟာတွေဆက်ရပြနော်ဒီကလေးတွေဒီမှာဒီကလေးတွေဆို Photoshop နည်းလမ်းတွေဒါအခြေခံတွေပဲပေါ့နော်ဒါအများကြီးဟိုကျွမ်းကျင်တဲ့အစိတ်တွေမပါပါဘူးအခြေခံ Photoshop ပလေးပဲပေါ့နော်ဟုတ်ကဲ့ပါကဲဒါဆိုရင်နော်ကျွန်တော်တို့အခုဒါကြောကုန်းပြထောက်ပြမှာပေါ့နော်အခုသူတို့လောက်ထားတဲ့3-4ပုံရှိတယ်ပေါ့အဲ3-4ပုံကိုအခုကျွန်တော်ဗီဒီယိုနောက်ပတ်ဆောင်မှာကျွန်တော်တင်ပေးမယ်နော်အခုသူတို့လောက်ထားတဲ့3-4ပုံရှိပါတယ်နော်အခုဆိုရင်ကျွန်တော်ကြောကုန်းပြကိုကတ်ပြမှာဖြစ်ပါတယ်နော်ကျွန်တော်စီမှာတစ်ခုပြောချင်တာကျွန်တော်စီမှာတင်တာတက်တဲ့ကလေးတွေအားလုံးကျွန်တော်ဒီနီလန်းကိုမျှဝေပေးထားပါတယ်ဟုတ်ကဲ့ပါနော်ကျွန်တော်တင်တန်းတင်တယ်ဗာတင်မလဲဆိုတာ line ပေါ်မှာတစ်ခါမှမတင်ဘူးနော်တင်တန်းတင်တဲ့တိုင်းမှာဗာအကြောင်းတွေပါလဲအဲ့အကြောင်းလားဗာအကြောင်းပါလဲဆိုတာတစ်ခါမှလည်းမရှင်းပြဘူးတင်တန်းနဲ့တင်တယ်ပေါ့နော်တင်တန်းထဲမှာကျွန်တော်တင်တန်းထဲမှာဒီလို Photoshop နီလန်းပါပါတယ်ဟုတ်ကဲ့ပါနော်ကဲဒါဆိုရင်ကြောကုန်းအပြည့်ကတ်တယ်ကိုကျွန်တော်ဆက်ကြည့်ရအောင်နော်ဟုတ်Hello ဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျာကဲဒါဒီပိုက်ရဲ့တင်တန်းသားလေးကိုကျွန်တော် Photoshop ဆော့ဝဲကြောင်းနဲ့ရှင်းပြပြီးပြီနော်အခုဒါကြောကုန်းပြည့်ပေါ့နော်ကြောကုန်းပြည့်ကတ်ပြန်ဖြစ်ပါတယ်ဒါပုံထောက်တာနော်ဒါကကတ်ပြန်တော့ဘယ်လိုမှန်းနေကြဘူးနော်ရလက်ထွက်လာမလဲဆိုတာတစ်ချက်ကြည့်ရမယ်နော်တစ်ခါတော့ကတ်ပြန်မယ်ဘာမှမတိုင်းတာကိုကိုယ်စကိန်းနဲ့ကိုယ်ကတ်ပြန်နော်ရလက်ထွက်လာမယ်ဆိုတာကျွန်တော်လည်းစိတ်ဝင်စားလို့ကောင်းပါတယ်နှစ်ထပ်ကြည့်တာ